တင်ထပ်ပုံတပုံရိုက်လိုက်တိုင်အဲ့ဒီပုံထဲမှာတင်မမြင်ရတဲ့မဖိတ်ခေါ်ထားတဲ့ဧည့်သည်တယောက်အမြဲတမ်းပါလာခဲ့မယ်ဆိုရင်တင်ဘယ်လိုခံစားရမလဲဒီနေ့မှာတော့အပျော်တမ်းထပ်ပုံရိုက်ရင်းကနေတသက်စာမေ့မရနိုင်တဲ့ထိတ်လန့်စရာအဖြစ်ဆိုးတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတဲ့ကောင်းလေးတယောက်အကြောင်းကိုပြောပြပေးသွားမှာပါဇလန်းလေးကတော့အဟောင်းအပြင်ပစ္စည်းတွေကိုစုဆောင်းရတာဝါသနာပါတဲ့မင်းဆိုတဲ့ကောင်းလေးကနေစတင်ခဲ့တာပါတနေ့မှာတော့သူဟာလမ်းဘေးကအမိုက်ပုံတစ်ခုနားမှာလွှင့်ပစ်ထားတဲ့ရှေးဟောင်းပိုလိုရိုက်ကင်မရာအစုပ်လေးတစ်ခုကိုတွေ့ခဲ့ပါတယ်ကင်မရာကဟောင်းနွမ်းနေပြီမဲ့ထူးထူးခြားခြားပဲသူ့ကိုဆွဲဆောက်နေသလိုခံစားရတာကြောင့်အိမ်ကိုယူလာခဲ့ပါတော့တယ်အိမ်ရောက်တဲ့အခါမင်းဟာကင်မရာထဲမှာဖလင်ပြားအဟောင်းအချို့ကျန်နေသေးတာကိုတွေ့လိုက်ရပါတယ်စမ်းကြည့်ချင်တာနဲ့သူ့ရဲ့အိတ်ခမ်းထဲမှာတင်မန်သေးကသူ့ကိုယ်သူပုံရိုက်ကြည့်လိုက်တာပေါ့ဖြတ်ခနဲဆိုတဲ့ flash me အလင်းရောင်နဲ့အတူထပ်ပုံလေးထွက်လာပါတယ်ဒါပေမဲ့ပုံလေးကြည်လင်းလာတဲ့အခါမှာတော့မင်းရဲ့သွေးတွေစောင့်တက်သွားခဲ့ရပါတယ်ဓာတ်ပုံထဲမှာသူ့တယောက်တည်းရှိနေတာမဟုတ်ပါဘူးသူ့ရဲ့ပခုံးပေါ်မှာဖြူဖြော့ပြီးရှည်လျားလွန်းတဲ့လက်ချောင်းကြီးတွေကတင်းတင်းကြပ်ကြပ်စုပ်ကိုက်ထားတာကိုမြင်လိုက်ရလို့ပါပဲမင်းကြောက်ကြောက်လန်းလန်းနဲ့သူ့ပခုံးကိုပြန်ကြည့်လိုက်တော့ဘာမှရှိမနေပါဘူးဒါကင်မရာချိုးရင်းချက်ထူမှာပါလို့ကိုအားပေးရင်နောက်ထပ်ပုံတစ်ပုံထပ်ရိုက်ကြည့်ပါပဲဒီတစ်ခါတော့အခန်းတကားဘက်ကိုလွှင့်ရိုက်လိုက်တာပါဓာတ်ပုံထဲမှာတော့စောကလက်ချောင်းပိုင်ရှင်ဟာတကားကြားကနေခေါင်းလေးပဲပြူထွက်ပြီးသူ့ကိုစိုက်ကြည့်နေပါတယ်အဆိုးကတော့ပုံတစ်ပုံရိုက်လိုက်တိုင်းအဲ့ဒီဝိညာဉ်ကသူ့နားကိုတဖြည်းဖြည်းတိုးကပ်လာနေတာပါပဲမင်းဟာကြောက်လန့်ကြနဲ့ကင်မရာကိုလွှင့်ပစ်ဖို့ကြိုးစားပြီးမြဲလက်ကလှူရှားလို့မရတယ်လို့ခံစားလိုက်ရပါတယ်အခန်းမီးတွေကလည်းတစ်ဖြက်ဖြက်နဲ့မိတ်တုံဖြစ်လာပြီးအေးစိတ်နဲ့ငွေသက်တွေကသူ့ပတ်လဲမှာဝင်းရလာပါတယ်နောက်ဆုံးလက်ကျန်ဖလင်တစ်ချက်ပဲကျန်တော့တဲ့အချိန်မှာကင်မရာခလုတ်ကသူ့အလိုလိုပွင့်သွားပြီး flash me ကတောက်ပါစွာလင်းထွင်သွားပါတယ်အဲ့ဒီအလင်းရောင်ခဏလေးအတွင်းမှာတင်မင်းမြင်လိုက်ရတာကတော့သူ့ရဲ့မျက်နှာနဲ့တလက်မလောက်ပဲဝေးတော့တဲ့နေရာမှာမျက်လုံးမရှိတဲ့မိမပြက်တယောက်ကပါစက်ကြီးဖြဲပြီးရဲပြနေတာကိုပါပဲနောက်တနေ့မနေ့မှာတော့မင်းရဲ့တုံးရချင်းတွေဟာသူ့အိမ်ကိုရောက်လာခဲ့ကြပါတယ်အိမ်ထဲမှာဘသူ့ကိုမှမတွေ့ရပေမဲ့ကျမ်းပင်ဖော်မှာတော့ဓာတ်ပုံတစ်ပုံပြန်ကျဲနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီပုံထဲမှာတော့မင်းဟာကြောက်လန့်တကြားအော်ဟစ်နေတဲ့ပုံစံနဲ့ရှေးဟောင်းကင်မရာကြီးထဲမှာပိတ်မိနေတယ်လို့မျိုးဖြစ်နေခဲ့ပါပြီတင်ရောအခုတင်းနောက်မှာတယောက်ရှိနေတယ်လို့မျိုးခန်းစားနေရပြီလားပရိသတ်တို့ရောအခုလိုထူးဆန်းတဲ့ကင်မရာမျိုးသာရခဲ့မယ်ဆိုရင်ဘာတွေကိုဓာတ်ပုံရိုက်ကြည့်မိမလဲဒါမှမဟုတ်ကိုယ်တိုင်ကြုံဖူးတဲ့ထိတ်လန့်စရာအတွေ့အကြုံတွေရှိရင်လည်း comment မှာမျှဝေပေးခဲ့ကြအောင်နော်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့တရေပုံတွေနဲ့ဇလန်းတွေကိုစက်ကြည့်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်ဗျာအားလုံးပဲပေးခင်ကြပါစေ